ဒုမုဒ္ဒရာဘုရားသခင်တန်တောင်းလို့ဆိုဝိပါတိဘုရားသခင်တန်တောင်းလို့ဆိုဘယ်ဘုရားသခင်ရဲ့လက်ထက်မှာပြည့်တဲ့တယ်ဆိုတော့ရွှေလက်ထက်ရေစက်ပနဲ့ဆုံးမိကြပါဂုံတိကဆိုတဲ့မြို့တော်ကြီးဟာတို့ပြောတရားဌာနီအစင်မဲတယ်သာဂီဝင်တော်လီရတယ်သုတ်ပါဝါသာလေးရဲ့ဝမ်းပြတိုင်းနာယရနာကရွှေသီယိုလီတရေဒီမိတာက9နှစ်နဲ့9လကြာ9ရက်ကြာမှာဖွားတန်စံပါတယ်သားမြတ်ရှင်မောင်သီဝလိကောင်းမာပြီးနက်ခတ်ရက်မြတ်ကနန်းရစားဗျစံသာတာပိန်တရေဖြာခဲ့ပါဘောအိမ်ကြီးဟာကိုကြည့်လိုက်ကြသမ်းပါဦးဗျစိန်ရွှေရတနာကြောက်တံပရမြဟာမောင်းနေရသွားတယ်ရွာတကြီးတို့ကောက်ဆံစပါပေါ်များတဲ့လက်လာပါကအဲ့ဒါမြတ်ဒါနရဲ့ရှေးကောင်းမှုပါတထေလာအနုသာအလယရနာလေးကဘုရားဘဂဝါဤသာသနာတော်တွင်ရှင်ပြုပေးပါမင်းမရဲလို့ဦးမြင့်ဆိုရှင်ပြုပေးပါဖေဖေရဲ့လို့ဒေါ်ဥမာဆိုတို့ဖွင့်တောင်းလာတော့ရှင်လောင်းယရနာတီဝူကလေးရဲ့တည်တည်လေးတဲ့ရှင်ပြုပွဲကြီးတုံတိကဆိုတဲ့မြို့တော်ကြီးမှာထိတ်ရင်တဲ့ဆင်းနေကြတာလေဒါကြောင့်ဟောဒီရွာသိကြီးရွာကြီးကိုတော့ရွာသိကြီးရွာကိုတော့ကုံတိကမျိုးကြီးနဲ့ဥပမာနီးပြရအလုဒါယကာကြီးဦးမြင့်ဆိုးတော့ကောလီယာသာဒီမင်းသားနဲ့ဥပမာပြပါရစေအလုဒါယိကမှာဒေါ်အောင်မဆိုးကြပါလေသာဒီမင်းသားကြီးတောက်ပါဝါတာတဲ့ဗုဒ္ဓယရနာရှင်သီဝလီလေအာလူရှင်လောင်းလေးကြတော့သီဝလီတို့သားကြီးနဲ့ဥပမာမိပါရစေဗျာဒါကြောင့်ယခုခါကြီးမှာဖြင့်လက်လာပါနေဝင်ပါစေလက်လာပါနေရှင်ပါစေဆိုပြီးတော့လောကကြီးမှာစိတ်ကြံတော့အဋ္ဌံပေါက်ပြီးနိဗ္ဗာန်မရောက်မီစရအလုတကအလုမာများသွားမယ်တန်တရားခရီးလမ်းမှာအောင်မလေးဆင်းနိုင်ကြပါစေမင်္ဂလာဗိတ်တိတော်အခမ်းအနားမှာဖြင့်အောင်စုထပ်ပြီးတော့ချွေလိုက်ချင်တာကတော့အောင်စိန်တုအောင်စုရပါစေအောင်မလေးအောင်ခံကြရဲ့ဒီဖမ်းရပါလို့အောင်ကြရဲ့အောင်ခံအောင်စုရပါစေအောင်မလေးအောင်ခံကြရဲ့ဒီဖမ်းရပါလို့အောင်ကြရဲ့အောင်ခံအောင်မလေးရောက်အောင်ဆုတောင်းမြောင်ရဲ့အောင်တော်ညာခရမမအရာရတဲ့စိတ်မတော်အောင်ကြပဲအောင်မလေးရောက်အောင်ဆုတောင်းအောင်တော်ညာခရမမအရာရတဲ့စိတ်မတော်အောင်ကြThank you.